Yo ဒီနေ့ကျွန်တော်ကတော့ဘောနော်ကျွန်တော်ရဲ့ပန်းရှယ်လေးကိုကျွန်တော်ကလာပြီးတော့ grow မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီပန်းရှယ် grow ဖို့အတွက်ကျွန်တော်ဒီနေ့ကျွန်တော်ဘာလုပ်ရမှာအပင်လေးစိုက်ရမှာနော်ကျွန်တော်ဆန်နေစီတွေလိုရပါတော့အရင်ဆုံးဒီမှာကျွန်တော် channel မယ်ကျွန်တော်ပြောပြမယ်နော်ဒီမှာ She's Garden ပေါ့နော် Okay ပရိသတ်တို့မြင်ရတိုင်းမှာတော့ကျွန်တော်အခု Grow a Garden ဆိုတဲ့ game ထဲမှာကျွန်တော်ရောက်နေတယ်ပေါ့နော်ကျွန်တော် quest giver လို့တပိုင်းလဲတော့ကျွန်တော်လည်းမသိဘူးကျွန်တော်သူများဆော့တာ view များရမဟုတ်နာမည်ကြီးရလို့ပဲသိလို့ကျွန်တော်လည်းဝင်လာဆော့ရတပိုင်းတုံ show ပဲလားဟောဘာလို့ရမှာတူရမှာလားဘာလို့လည်းမရဘူးကျွန်တော်ဘာလို့ရမှာ garden စစ်ဒီမှာဒါမဝေးရမှာလားကျွန်တော်ပတ်စံ20ရှိရပါတော့ဒီမှာကျွန်တော်ဟိုမှာဘာဝေးရမှာဒါဆန်လား carrot seed okay တန်းကျွန်တော်တန်းတော့ကိုအောင်တော့မဝေးပြတော့ခန့်နေဝေးလေဝေးကုံသွားပြီကျွန်တော်ပတ်စံတွားပြီ garden မှာ carrot နှစ်ခုရှိရထဲ့မယ်ဘလို့ဆိုင်ရမှာတော့စိုက်သွားပြီလားဘာကြီးတော့ what the heck ဒီကျွန်တော်ဘလို့မြန်းစိုက်ထားကျွန်တော်ဟိုပါလေအရှင်းမန်တဲ့ရတာခွက်လိုက်လို့ရပြီလားမြန်ဝေါပြန်စိုက်လို့ရလားမရဘူးလားကြီးဒါရွှေဝေါကိုခဲတော့ယေးရင်ရောင်းနေမယ်ဒီကိုရောင်းရတယ်ကျွန်တော်ထင်တာကျွန်တော်ချမ်းသာလောက်ပြီโอเคဒီရောက်ကျွန်တော်နေမယ်ဘယ်တော့ရလား300ကျော် oh my godness oh my god I am very special ခဏနေကျွန်တော်ရှမ်းသာပြီ400လားလာကွာရှမ်းသာနေပြီဘာလုံးမှတော့စိုက်လိုက်ကွာမကြည့်သေးဘူးလားမင်းအရင်ကြာကြီးပဲကျွန်တော်စိုက်လိုက်တာမှားသွားလားတော့မသိဘူးအဲ့ဒါဘာကြီးတော့သူတို့အိုင်ရဘာကြီးတော့ဒါဘာကြီးတော့ဘာကြီးနဲ့လာကတော့ဟေးအောင်ရေအဲ့ဒါရဘာကြီးတော့သူတို့ရှင်ကြီးကခဏကျွန်တော်တီးခိုးလို့ရလားမသိဘူးnot your own garden no take player fruit တဲ့Robux 30ခွန်လားကျွန်တော် Robux မလောက်ကျွန်တော် Robux 9ပဲရှိတယ်ကျွန်တော် garden လေးကိုကြည့်အောင်သူများ garden လေးကိုကြည့်အောင်ကျွန်တော် garden သူများ garden ငိုနဲ့စိတ်လျှော့တာပြီးလို့ရှိရင်အောင်မြင်လာပါ50ကျပ် free တောင်ရတယ် how to collect my blueberry how to collect it or destroy it ကျွန်တော် blueberry ဘယ်လို collect ရမှာ no ကျွန်တော် collect လုပ်လို့မရဘူးတွားကျွန်တော်မချမ်းသာတော့ကျွန်တော်ဟိုမှာဖြစ်သွားပြီဒါတော့ကျွန်တော်ပတ်စံ50ရလာတယ်ကျွန်တော်ဟိုမှာလုံးလောက်မယ်50ရလာဆိုတော့ဈေးကြီးနဲ့ဟာတွေပဲဝေမှာပေါ့လို့လာခဲ့စမ်းကျွန်တော်တို့ garden နဲ့ပြန်သွားမယ်ကျွန်တော် strawberry ကိုcollect လို့ရပြီတော့ကြီးအောင်စောင့်အောင်ပါထက်ကျွန်တော် collect ကြည့်မယ် okay blueberry ရလာတယ်တော့ save ကြည့်မယ်ဘယ်လောက်ရမှာလဲကျွန်တော်ရဲ့ blueberry တွေက blueberry ဘယ်လောက်ရမှာလဲ38တယ်ဈေးလည်းမကြည့်ဘူးကျွန်တော် carrot ရွှေ carrot တော့ဈေးမကြည့်ဘူးဒီကောင်ကတန်လည်းမတန်ဘူးအဲ့လိုမှသိရွှေ carrot တွေပဲလိုက်ဝေပြီးရောင်းတော့မယ်အဲ့ကျွန်တော်ရွှေ carrot တော့ဝေလောင်းမယ်ရွှေ carrot ရသွားကျွန်တော်တားတန်သွားရပါတော့လာခဲ့စမ်းငါမင်းအောင်ပဲဝေတော့မယ်မဟုတ်ခါတယ် okay carrot တွေပဲလိုက်စိုက်တော့မယ်တင်းအဲ့ဟိုတင်း okay carrot တွေကြီးရလဲမြန်တယ်ရွှေဖြစ်ဒီမှာဒါရွှေမဟုတ်ဘူးရွှေမဟုတ်ဘူးကွာလာရွှေမဟုတ်ဘူးရွှေလည်းတစ်ခုမှမပါဘူးဒါ30ခွန်တော့ဒါကြီးwhat the heck အကြီးပဲရောင်းလောက်မယ်ဆက်တော့ပြီးရောင်းလို့ရပြီလားရပြီဘာ what inventory မှာနော် blueberry လေးလိုက်ကောက်မယ်မရှိတော့ဘူးလားကျေးဇူးပါလို့ save မယ် save all I went to sell all 138တယ်ကွာကျွန်တော် carrot တွေပဲလိုက်ဝေတော့မယ်ဒါပေမဲ့တွားဟိုအကုန်လုံးဝေလို့မရအောင်တခုပဲကျန်တော့တယ်ကျွန်တော်ဝေလို့ရတာဒါပေမဲ့ကျွန်တော်အခုဟိုဒီကဝေရမှာပေါ့ okay ဒါက strawberry ဒါဘဒူးပဲဒီမရဘူး okay ကျွန်တော် collect မယ်ပြီးတော့ဒီဆက်တွေးမယ် what ဒီဟာတွေကစတော်ဘယ်ရီမလို့နေမှာ
ပြန်စိုက်လို့မရတော့ဘူးအဲ့ဒါကျွန်တော်ဒီဟာမဒီဆက်သွေးတင်ဘူးဘာလို့လဲဒီဆက်သွေးလာလို့ရှိရင်ပျောက်သွားတယ်โอเค60တက်တယ်ကွာဆေးလေဆေးလို့ပြောနေပါတယ်ဆိုဒီမှာပတ်စံလို့ရှင်ညာပေးလေပတ်စံဘာမဟုတ် never mind ကျွန်တော် stock ပြင်ရပြီအိုးဒီမှာ8ခုကွက်တီပဲအကုန်ဝင်မယ်ကွာပြီးတော့ garden ပြန်သွားမယ်လာခဲ့စမ်းငါဆက်တော့ပိုက်ဒီလဲကြီးနေပြီအရင်ဆုံးကျွန်တော်ဒီမှာ carrot ရှန်ဆက်တော့ပိုက်ဒီလဲကြီးပြန်ပြီမကြီးသေးဘူးကျွန်တော် blue အိုး golden blueberry ချာတာပြီ okay ပဲခဏနေဦးကျွန်တော်က golden blueberry လေးကိုရောင်းကြုံမယ်I want to sell this 300ကျော်တယ်ကျွန်တော် carrot လောက်တော့ဈေးမကြည့်ဘူးဒီပါကွာ carrot လောက်တော့ဈေးမကြည့်ဘူးတဲ့စိတ်ရတယ်တော့မရှိတာအကုန်ရောင်းမယ်200ကျော်ကျွန်တော် carrot လောက်တော့ဈေးမကြည့်သေးဘူးကွာ360လက်390ကျော်ရမှာတပါကြီးတော့ my god အကြီးပဲစတော်ဘယ်ရီอ่ะ oh tomato seed လူဘာလို့မဝေးတာဒီ tomato seed ကိုဒါလည်း rare တာပဲလေအော်ဒါမဲ့ကျွန်တော်ထင်တာဒါတွေကပူတန်တာပေါ့ဆို no stock ဆိုတာဘာအဓိပ္ပာယ်လုံးကျွန်တော်စောင့်ကြည့်လိုက်မှခန့်နေနောက်16စက္ကန့်လာပြီ restart လုပ်လိုက်အော် restart မလာဘူးလားကျွန်တော်ဒါတွေဝေလို့မရဘူးလားဟောကျေးဇူးပါလို့ကျေးဇူးတော့ broadfriend နဲ့တူနေတယ်လို့ပဲနော်မင်းမဟုတ်တော့ဘူးနော်မင်းငါ့ကိုဂျင်းလာမထဲနဲ့ဒါ orange tulip ပါဘာကြီးတော့ခန့်နော်ဒီ tomato seed ကိုရင်ဝေလောက်မယ်ပြီးတော့မှ garden သွားမယ်ဒီ tomato စိုက်ကြည့်မယ်လာခဲ့ငါ tomato လေးဒီအလဲမှာစိုက်ရွှေခဲလော့ကြီးပါတော့ရွှေခဲလော့လေး give me ရွှေခဲလော့ပထမပေးတယ်လို့မျိုးရွှေခဲလော့လေးပေးပါလား fail okay အကုန်ရောင်းမယ်ဘယ်လောက်ရမလဲအိုး900ကျော်သူများတွေကဘာကြီးတော့အဲ့အပင်ကြီးတွေကဘာကြီးကျွန်တော်မှမရှိဘူးကြည့်အောင်တခုမှလည်းမရအောင် tomato seed ထပ်ဝေရမှာ orange tulip လေးဝေကြည့်အောင်ကျွန်တော်တခုလောက်ဝေလောက်ကျွန်တော်ဘာဝေလုံးတော့ sale မဟုတ်တော့ garden သွားမယ် orange tulip ဒီဘက်မှာရောင်းကြည့်ဒီဘက်မှာစိုက်ကြည့်မယ်ဟုတ်ကြီးရမြန်တယ်ဟောဒီကဘယ်လောက်ရှိလဲဒါကဘယ်လောက်ရှိလဲဒါ30ရာခိုင်နှုန်းပဲရှိသေးတယ်ဒီအိုးအပင်ဖြစ်ပြီတခါပဲလားအဲ့ဒါရောင်းတာမမြဲ့ရင်ရောအော်မမြတ်ပဲနေမှာလားလို့ရောင်ရေးဝေတာ600ရလာတာ oh my god ကြီးပါမဝေဝါကြီးကျွန်တော်မဝေဝါကြီး garden သွားမယ်တိုမန်တိုလည်းတန်လောက်ပါတယ်နော်စိုက်မယ်လား orange tulip ဒီဟာရောင်းတာလည်းကျွန်တော်မြတ်နေပြီလို့ oh my god ခဏပဲစောင်းရတာ strawberry ရောင်းတာထက်ပိုတာတယ်အဲ့ဒါကြီးက carrot ထက်တော့ပိုတာသေးတယ်ရလာတဲ့ပတ်စံကထောင်ချီပေါ့ပြောရရှင်1900ဟာချမ်းသာပြီကျွန်တော်ဟိုမှာပါလေပတ်စံရှာနေတီးပြီဒီ orange tulip ကိုပဲလိုက်ဝေဘာဟိုးပြီးသားဟုတ်အိုးတောင်းကတော့ cactus အခါပတ်စံမလောက်ဘူးကျေးဇူးပါလို့ကျွန်တော်အသီးဈေးကြီးတဲ့အသီးရလာရတဲ့တူတယ်ဒီမှာကြည့်အောင်စိုက်လေ brother စိုက်လေ okay ကျွန်တော် inventory မှာရှိရတဲ့ကုန်ရောင်းမယ်စိုက်ဟာ okay ဘာမကြည့်သေးဘူးလားခုမှ86ရာခိုင်နှုန်းပဲရှိသေးတယ် strawberry ကောက်မယ်ပြီး tomato ကလည်းကြာလိုက်တာခုချိန်ကြီးမကြည့်သေးဘူးဟာအချိန်တော်ကုန်တာပဲကျွန်တော်ရွှေ blueberry လို့ရွှေတခုမှမတွေ့တော့နော်ဒီဟာကမှရွှေ golden နဲ့တွေ့ရင်တော့သွားပြီဘယ်လောက်ရမှာကြည့်မယ်1600 oh my god နောက်တော့ထပ်ဝေးလိုက်မယ်ဒီကတော်မြတ်တာပဲအိုးမိုးရွာရင်မြန်ကြီးတယ်ပင်တွေကမကြီးတာမြန်တပိုင်းတုံဘာလို့ဒီပင်ကအကြီးတုံကျွန်တော်အကြီးရလား oh my god တော်ကန်ကောင်းပြီတော်ကန်ကောင်းတယ်အရင်ကြီးတဲ့အပင်ရတယ် oh my god တော်ကန်ကောင်းသွားပြီကျွန်တော် strawberry ကလည်းကြီးကမြန်လိုက်တာနော်အချိန်ပိန်းပိုကြီးရလားအဲ့ strawberry တွေကမသိဘူးဒီမှာတတိပိန်းရောအကြီးပဲအိုးမိုးချိုးပြက်ခံရတယ်ဖေးနာမိုးချိုးပြက်တာလည်းတော့မသိဒီ tomato မြန်ကြီးပါတော့ဒီ tomato အိုးကျွန်တော်ရှင်းအောင်မိုးချိုးလာမပြစ်ပါနဲ့ဝေးရပြီဒါလေးကောက်မယ် strawberry တွေကောက်မယ်
မကြီးအောင်လို့ဒီနားမှာပဲရက်တော့မှနေတူလေဒီရလားကြီးအိုးဟုတ်တယ်ဒီဟာလေးရောင်းကြုံဘယ်လောက်ရမှာကို Oh my god ဘာကြီးလုံးနဲ့ကျွန်တော်မြင်လာ9000ကျော်9000ကျော်9000ကျော် Oh my god 9000ကျော်ကြီးတော့ရလာတယ်မလို့ရှင်တော့ကွာဒါလေးအကုန်ဝေးမယ်အကုန်ဝေးကွာဒါတန်တယ်ဘယ်လိုပဲဖြစ်ဒါအရမ်းမြတ်တယ်တိုမက်တိုကဘာမှအသုံးလုံးမဝင်ကြာကြီးပဲအိုးဒီတိုမက်တိုအကြီးပဲဒီတိုမက်တိုအကြီးပဲဒါရက်ဆိုင်မယ်ဒါရက်ကြီးရလဲမြန်တယ်မြတ်တာလဲ share ပဲဒီစတွိုင်းမယ် No အိုးမိုးကြိုးပြစ်တာမကောင်းလို့ထင်နေတာမိုးကြိုးပြစ်လိုက်တာခဏနေ Oh my god ခဏနေဘာဖြစ်တော့ Shock orange tulip Oh my god မိုက်တယ်ကျွန်တော်တားကန်ကောင်းသွားပါဆိုမကျွန်တော်မှ blueberry အကြီးပဲခဏနေဒါဘယ်လောက်တောင်ရောင်းလို့ရလဲ strawberry ကောက်လောက် blueberry ကဘာကြီးတုံးကအကြီးပဲအိုးဒါဝက်လဲဝက်တယ်ရှောက်တွေ့တယ်ပြီးတော့ shock orange လည်းဖြစ်တယ်ရောင်းကြုံမယ်အရင်ဆုံးဟုတ်နော် I want to sell this ဘယ်လောက်တောင်ရမှာ Oh what the heck တသိန်းကျော်ရလာတာခဏနေအောင်ကျွန်တော် Oh my god ဒါလေးရင်ရောင်းကြုံမယ်ဘယ်လောက်တောင်ရမှာတသိန်းကျော်ပဲလား9000ကျော်မစော့တရားမလို့တော့ဒီ game ဘယ်လောက်ရမှာ4သိန်းကျော် Oh my god မစော့နဲ့တော့ခဏနေ leader board ရှိလား leader board ကြည့်ရှင် leader board ဒီမှာပတ်စံအများဆုံးရှိတာ 1 billion နဲ့ကျွန်တော်9သိန်းကျော်ရှိနေပြီမရှင်နဲ့သူများဆိုင်နဲ့မရှင်နဲ့ဟိုနားဟာရမိုးကြိုးပြစ်လိုက်တာရကျွန်တော်တခါတည်းဘဝပြောင်းသွားလောက်တာဘဝပါတန်းပြောင်းသွားတာမိုးကြိုးပြစ်လိုက်တာဘာမှမဆိုင်ချင်တော့ဘာမှလည်းမပြောင်းချင်တော့ရှမ်းတာနေအိုးကူခန့်နေကူမကြည့်ဒီပိုတဲတော့ဘဒူကစိုက်ချင်တော့မှာကြည့်အောင်ခုချိန်နေမကြီးပေးဘူးစိတ်ညစ်တယ်အိုးဒီမှာ apple စစ်တခုရလာ apple စစ်တန်သွားကြီးဒီအရင်တန်တယ်ဒီအကုန်ဝေးလိုက်မယ်အိုးကူဝိုင်းကောအကြီးပဲ1 kg ဘယ်လောက်တောင်ရမှာ900ကျော်ပဲရတယ်အေးကျေးဇူးပါလို့အော်လာပြန်ပြီစတော်ပဲဒီမိုင်းစတော်ပဲဒီအကြီးပဲအဲ့ဒီစတော်ပဲဒီကဒီမှာကြီးလုံးလာလို့1 kg လာပြန်ပြီဒီပန်းတွေကိုလေမိုးချိုးပြစ်လိုက်ရင်ဒါကောင်းပါပဲโอเคဒီတရားကိုရင်ရောင်းကြည့်မယ်200ကျော်ပဲရရေးကျေးဇူးပါလို့ကြီးပြီတော့ဒီမှာလာရောင်းမယ်ဘယ်လောက်ရမှာ9000ပဲရတယ်အိုးကျေးဇူးပါလို့4000တော့ကျွန်တော်ကုန်သွားတာ4000ဒါပေမဲ့ရလာတာ9000ဆိုတော့မစိုးပါဘူးတို့ကအိုး carrot ဒါကုန်ဝေပြီးစိုက်ကြည့်မယ်အဲ့တော့ဗာလဲကန်ဆန်းအောင်ပြောရရင်ဘာလို့ဝေမှာလဲကျွန်တော်လည်းမသိတော့ဘူးပတ်စံလေးလောက်များတယ်ဟိုကဘာကြီးတုံခန့်နေဦးဒါပါအဲ့ဘာကြီးတုံအော်ပန်းတီစေးလာ carrot ရင်စိုက်ကြည့်မယ်6စိုက်ကွာများလုံးလို့ရှုပ်တယ်โอเคကြီးပြီအိုးဒီမှာ rainbow အိုး rainbow ခိုင် rainbow ဝဲ rainbow အိုးဒီမှာ rainbow wow ကုန်ကောင်းမယ်ကွာဒီတိုမက်တိုကအခုချိန်ဒီမကြီးပေးသေးဘူးလို့အေးပါကွာပန်းတီးတောင်ဒီလောက်ရှင်းနေ800ခိုင်နှုန်းနဲ့ဒီလောက်ဖြစ်နေပြီ800ခိုင်နှုန်း rainbow နည်းဆို1000တော့ရလောက်တယ်ဟော900ရပါမယ်မစိုးပါဘူးဝေးလာတာကုန်သွားတာကျွန်တော်ဟိုက250လောက်ပဲကုန်သွားရလာတာကြည့်အောင် Oh my god အဲ့ဒါမှကျွန်တော်ပတ်စံမလောက်ဘူးဟမ်ဘယ်လောက်ဘမ်ပူအိုးအကုန်ဝေးပတ်စံနဲ့အဲ့လောက်ပေါ်နေဝေးပြလိုက်ကြီးတာမြန်လာတော့မသိဘူးနော်ဒါပေမဲ့စိုက်ထားလိုက်မယ်ကျွန်တော်ဒီမှာတော့သူများအသီးတွေကိုလိုက်ခိုးမယ်ပေါ့နော် No not your own garden ဒီမှာ take player fruit ဆိုတော့ okay ဘလိုပတ်မလောက်ဘူးအဘာကြီးတော့ခန့်နေအလဲအဘာကြီးတော့ဒါဘာကြီးတော့ premium ဆိုတော့ basic set ဝေးရမှာလားဘလိုပတ်မယ် fit the plan လေအော် fit the plan အော်ဒီကောင်အစားလာကျွေးရမှာခဏပြင်ကျွေးမယ်ခဏလာကျွေးမယ် fit me to put tomato လေအော် okay 3.53.5 okay အဲ့ဆိုရင်ကျွန်တော် tomato သွားချရအောင်မယ်အော်ဘယ်လိုကောက်မှာတော့ဟောဒီမှာကောက်လို့ရပြီအရှိကြီးပဲ rainbow လာပြန်ပြီမင်းတို့ဟာရမဟုတ်တော့နောက်ဆုံးတော့မင်းကောက်ကြီးပဲပေါ့အော်နောက်ဆုံးတော့ tomato တစ်လုံးစလာတာမို့စောင့်လာတာတစ်နှစ်လောက်ပြည့်တော့မယ်အခုမှတစ်လုံးရတယ်ဝါအလုံးကြီးအဲ့ကျွန်တော်ဟိုပါလေအဲ့အလဲကကောင်တော့ကျွေးလောင်အဲ့ကောင် tomato စားတယ်ဆိုရောအမမင်းတော့ tomato လေးဘာကြီးတော့
ဟောဒီမှာဒါပါစီကြီးတော့တီးဦးကျွန်တော်ဂိုင်းနဲ့တော့စိုက်ကြည့်မယ်တွန်းဟိုးလန့်သွားပဲ oh my god oh legendary mythical or legendary durian ကျွန်တော်ကြိုက်တဲ့ဟာနိုင်ငံခြားလူတွေတော့မကြိုက်တော့ပါဘူး my favorite food okay ဒီ plan တွေကို random လုပ်ကြည့်မှာဘာလို့ရမှာညုံတော့ random လုပ်မယ် mythical rare ရပါ raspberry ဘယ်လိုတန်းတော့ mythical မရှိတော့ legendary လည်းမပေါက်ပေးဘူးလား cranberry ဟာတော် skip skip ဘာလာပေါက်ပေးနေ skip ဘာဒီဘာလို့ဒီ raspberry ပဲပေါက်နေရတော့လာကျွန်တော် raspberry လေးစက်အိုးဘာကြီးတော့အဲ့လိုကြီးတာလားဒီကဘာမှလည်းမကောင်းမင်းကငါခွဲရမယ်တွားစမ်း I want to sell this 56ကျွန်တော်ဝေးလာတာအဲ့ဗာလဲတိုမက်တိုတစ်လုံးကိုဘာလောက်လဲတိုမက်တိုတစ်လုံးကိုဗာလဲ800နဲ့ဝေးလာတာစစ်တွေဗာစစ်တွေအိုးခဏဘမ်ဘူခုနှစ်သိန်းရှိသေးတယ်ဘာလို့အောင်မအဲ့ပတ်စံနေလဲခွန်မရှိဘူးကြည့်အောင်ကျွန်တော်မှာခွန်မှမရှိတာအဲ့တော့ရောစတော်ဘယ်ရီစား Let me see ဂျင်းတယ်လို့မရဘူးကျွန်တော်ခွန်မရှိဘူးရောစတော်ဘယ်ရီဆက်စား I don't have strawberry မဟုတ် I don't have corn ခွန်အမရောင်းပေးဘူးလို့ရောတိုမက်တိုစားမရောက်ချင်တယ်လား 卡比巴拉伊那不对。 အဲ့ခါပီဘာရာကိုကြိုက်နေကိုနဲ့ပဲနေနေတယ်ဒီကောင် restock ဆိုတော့သွားကြည့်မယ်ဟာကိုနတ်စီ mythical ကိုနတ်စီလာခဲ့ကိုနတ် yay 人家的问呢？ ဖင်ဆိုင်နေအော်ရပြီဒါကြီးပဲမိုးပြန်တယ်အစတင်းတော့